တိုင်တယ်ရှိတာကိုတိုင်မှာဘယ်လူကြီးကိုမှမကြောက်နေပါနဲ့ဝင်ကြီးချုပ်ကိုကြောက်ရတယ်အခုလုံးဝမကြောက်နေနော်ဝင်ကြီးတွေကိုလည်းမကြောက်နဲ့ဝင်ကြီးတွေကကြောက်ရမှာဘာဖြစ်လို့မတော်မတရားလုပ်ချင်ဝင်ကြီးတွေကအလုပ်ပြုတ်မှာတောင်းသူလူမတွေကအလုပ်ပြုတ်မှာမဟုတ်ဘူးဒီတော့ကိုလေယာကိုလုတ်ပြီးကိုစားတာကိုလူများကိုခိုးတာဝှက်ထားမဟုတ်တာမလုပ်လို့ရှိကိုဘာမှလုပ်လို့မရဘူးချင်းလေးတကောင်မဲ့ဝင်ကြီးတွေရောဝင်းကျုပ်ကအစပေါ့နော်ဟိုဒီဆိုတော့အဖွဲ့ဝင်တွေရောနောက်ဒီအုပ်ချုပ်ရေးဘက်မှာဆိုင်ပြီးပဲရှိတဲ့အရာရှိရောလုံမျိုးရေးအရာရှိရောမကန်ကန်သူတို့အလုပ်သူတို့လည်းဘယ်သူမှမကြောက်ဘူးဒါပေမဲ့သူတို့အလုပ်ကိုမကန်ကန်မလုပ်ဘူးရှင်ပြည်သူကနေပဲတိုင်ပိုင်မှုရှိတိုင်နေဆိုတာဘာဖြစ်လို့လဲဆိုပြည်သူကိုယ်တိုင်ကအရေးမယူနိုင်ဘူးအလကားဟိုအားရတိုင်တာပြောတာအရေးယူတဲ့နဲ့ဒီအရေးယူနိုင်တယ်ပြည်သူကတိုင်းတော့ဟိုကကြောင့်မလို့ပြည်သူတွေကနေပြီးတော့ကိုယ်ကိုယ်တန်ဖိုးထားကိုယ်တန်ဖိုးထားတယ်ဆိုတော့မန်တက်ပြီးတော့ငါဘာလို့လို့ရတယ်ဆိုတော့ပြောနေပြီကိုယ်မှလည်းလုတ်ပိုင်လို့ရှိတယ်ကိုယ်မှလည်းအရေးချင်းရှိတယ်ဒီအရေးချင်းကိုတုံးမှာမကန်လုံနေမှာတည့်ရတဲ့နဲ့မြင်ရတဲ့နဲ့ကြောက်ပြီးတော့ဘာမှမလုပ်ဘူးဆိုရင်ဒါကိုယ်မှလည်းသိရှိတာအတိုင်းမခံရတဲ့သူမှကအပြည့်ရှိတာမဟုတ်တာလုပ်တဲ့သူမှကပြည့်ရှိတာမြင်ရတဲ့ဒီဟာကိုဘာမှမလုပ်တာကြောက်လို့မလုပ်တာတခြားအကြောင်းမှဘာအကြောင်းပဲဖြစ်ဖြစ်ကြောက်လို့မလုပ်တာလဲကြောက်လို့မလုပ်ဘူးမှားတာအဲ့တော့အဲ့ဒီဟာတော့လုပ်ရမယ်ဒါတိုင်တတော်တာအောင်လို့သင်ပေးရမလို့တိုင်တတော်တာအောင်လို့အားပေးရမှာကိုယ့်ရဲ့လုတ်ပိုင်လို့မှန်ကန်တာဝန်ရှိနဲ့လုတ်ဖို့အားပေးဒီလိုပြည်သူလူထုကမထိန်သွားလို့ဆိုလို့ရှိရင်အစိုးရတစ်ဖွဲ့လုံးကိုဘယ်လိုထိန်လဲဒီအစိုးရအဖွဲ့ထဲမှာဆိုလို့ရှိရင်အဖွဲ့ဝင်တွေအုပ်ချုပ်ရေးရန်ကြားတွေကဆိုတော့အစိုးရရဲ့စိတ်ပိုင်းပေါ့ဒီလောက်ခိုင်တိုင်းပြည်လုံးမှာများနေတာကိုဒီလိုလိုတယောက်ချင်းရဲ့အခြေအနေကိုအထက်ကဘို့အစိုးရသိတယ်ဒါပြည်သူတွေကနေပြီးတော့တင်ပြမှာပြည်သူကအသိပေးမှာသိတယ်ဒါကြောင့်မလို့အဲ့လိုအသိပေးဖို့ဝင်မလေးပါနဲ့နောက်မှတ်ထားပါအစိုးရကလည်းဒီမိုကရေစီစနစ်အရာရွေးကောက်ပွဲလုပ်တယ်ဆိုရင်အစိုးရလုပ်တဲ့လူတွေကပြည်သူကိုကြောက်ရတယ်ဒါကြောင့်မဲမပေးမှာဆိုလို့အဲ့တော့သူတို့ကလည်းကိုယ့်ကိုကြောက်တယ်ဆိုတာကိုသဘောပေါက်အဲ့ဒီဟာကိုသဘောပေါက်ပြီးတော့ကိုလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ပါ